စဉ်းစားကြည့်ဘူးလားလူတွေတစ်နေ့တစ်နေ့ဘာအတွက်အလုပ်လုပ်နေကြရတာလဲငွေကြောင့်အလုပ်လုပ်နေရတယ်ဆိုတာတော့သိကြပါတယ်ဒါဆိုကျမတို့ရဲ့ကိုယ်ပိုင်ချိန်တွေလုံအားတွေအတွေးအခေါ်တွေကိုငွေအတွက်ရောင်းစားနေကြတာပေါ့တကယ်တော့လူတွေဖန်တီးလိုက်တဲ့ငွေရပဲလူတွေရဲ့နေ့စဉ်ဘဝကိုချုပ်ကင်ထားတယ်ဆိုရင်မမှားပါဘူးဒါဆိုအဲ့ဒီငွေဆိုတဲ့အရာကဘယ်ကနေစဖြစ်ခဲ့တာလဲအစောပိုင်းကိုပြန်ကြည့်မယ်ဆိုရင်အဲ့ဒီချိန်တုန်းကငွေဆိုတဲ့အရာလုံးဝမရှိသေးပါဘူးငွေမရှိသေးတဲ့အချိန်မှာလူတွေကပစ္စည်းတွေကိုဘယ်လိုဝယ်ယူကြတယ်လဲဆိုရင်ကို့မှာပိုရှန်နေတဲ့ပစ္စည်းကိုအခြားလူရဲ့ပစ္စည်းနဲ့ဓာတ်ရိုက်ဖလှယ်တဲ့စနစ်ကိုသုံးခဲ့ကြတာပါကို့မှာစံတအိတ်ရှိတဲ့လူကငါးလိုချင်တယ်ဆိုရင်စံတအိတ်ကို90ခေါင်းနဲ့လဲကြတယ်အလားတူပဲနွားရှိတဲ့လူကနွားကိုအဝတ်စားတွေနဲ့လဲကြတယ်ဒီစနစ်ဟာလူရင်ကျေးမှုစတင်တည်ထောင်လာတဲ့အချိန်မှာအလွန်အသုံးများတဲ့စနစ်တစ်ခုဖြစ်ပါတယ်ဒီလိုပစ္စည်းချင်းဖလှယ်တဲ့စနစ်မှာလည်းအရင်ဆိုးရတဲ့ပြဿနာတွေရှိခဲ့ပါတယ်ပထမပြဿနာကတော့ကိုလိုချင်တဲ့အရာတွေကိုတစ်ဖက်လူစီမှာရှိနေဖို့လိုသလိုတစ်ဖက်လူလိုချင်တဲ့အရာတွေကလည်းကို့မှာရှိနေဖို့လိုအပ်ပါတယ်။ဥပမာတင့်စီမှာဆန်ရှိတယ်။တင်ကငါးလိုချင်တယ်။ဒါပေမဲ့ငါးရှိတဲ့လူကတင့်စီကဆန်ကိုမလိုချင်ဘူးဆိုရင်အယောင်းဝယ်ကလုံးဝမဖြစ်တော့ပါဘူး။ဒုတိယပြဿနာကတော့တန်မိုးတိတိကျကျသတ်မှတ်လို့မရတဲ့ပြဿနာပါ။နွားတကောင်ကဆန်မလုံးနဲ့ညီတာလေ။ငါးတကောင်ကအဝတ်ပနက်ထဲနဲ့ညီတာလဲဆိုတာကိုတိတိကျကျသတ်မှတ်ဖို့ခက်ခဲတာပါ။တတိယပြဿနာကတဲ့မှာနွားတကောင်ရှိပြီးတော့တရားပေါင်မုံတစ်လုံးပဲဝယ်ခြင်းနဲ့ဆိုရင်တန်မိုးမညီမျှတဲ့အတွက်နွားကိုအပိုင်းပိုင်းခုတ်လိုက်မယ်ဆိုရင်နွားတည်သွားမှာဖြစ်ပါတယ်။နောက်ဆုံးပြဿနာကတော့အသီးနယ်တွေအသားငါးတွေဆိုတာအချိန်နဲ့ပုတ်တိုးပျက်စီးသွားတတ်တာပါ။ဒီလိုပြဿနာတွေကြောင့်ပဲပစ္စည်းချင်းဖလှယ်တဲ့စနစ်ကနေတန်မိုးရှိတဲ့ကုန်ပစ္စည်းတွေကိုငွေအဖြစ်သုံးစွဲတဲ့စနစ်ကိုကူးပြောင်းလာခဲ့ကြပါတယ်။ဒီစနစ်ကတော့ငွေအဖြစ်သုံးမဲ့ပစ္စည်းတစ်ခုဟာလူတိုင်းယုံကြည်ရမယ်၊ရှားပါရမယ်၊တည်ရလွယ်ကူရမယ်ကြာရှည်ခံရမယ်ပြီးတော့လိုသလိုအနေများခွဲသုံးလို့ရမယ်ဆိုတဲ့အချက်တွေပါဥပမာရောမအင်ပါယာမှာစားဟာအလိုတန်မိုးကြီးတဲ့အတွက်ရောမစစ်သားတွေကိုလစာပေးတဲ့အခါစားနဲ့ပေးလို့ရှိပြီးတော့အင်္ဂလိပ်စကားလုံး salary ဆိုတဲ့စကားလုံးဟာ stock ဆိုတဲ့စကားလုံးကနေဆင်းသက်လာတယ်လို့တော့ယူဆကြပါတယ်ဒီလိုပဲအာဖရိကတရုတ်နဲ့အိန္ဒိယတွေမှာလည်းရှားပါပြီးလှပတဲ့ခရုကွန်တွေကိုငွေကြေးအဖြစ်သုံးပြုခဲ့ကြပြီးတော့တချို့ဒေသတွေမှာတော့နွားတွေတိုးတွေကိုငွေကြေးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ဒါကြောင့်ပဲရှေ့ခေတ်ကချမ်းသာတဲ့သူဆိုတာနွားတွေလဲတွေများတဲ့သူကိုခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုကွန်ပစ္စည်းကိုငွေအဖြစ်သုံးတဲ့စနစ်တွေရဲ့ပြဿနာတွေကတည်ရွက်ခက်ခဲတာတွေတန်ဖိုးမတည်ငြိမ်တာတွေအထုပ်ပစ္စည်းတွေကပုံတိုးပျက်စီးနိုင်တာတွေစားတဲ့ပြဿနာတွေရှိနေတာပါ။ဒါကြောင့်လူသားတွေကဒီထက်ပိုကောင်းတဲ့အရာတွေကိုထပ်မံရှာဖွေလာကြပြန်ပါတယ်။ဒီလိုရှာဖွေရင်းနဲ့ပဲတတ်ထုတွေကိုငွေအဖြစ်သုံးစွဲတဲ့ခေတ်ကိုရောက်ရှိလာပြန်ပါတယ်။ဘာကြောင့်လဲဆိုရင်တတ်ထုတွေကမပုတ်တော့ဘူးပျက်စီးဖို့မလွယ်ဘူးတရားလဲလွယ်ကူတယ်အနေအများလို့တို့ခွဲလို့ရတယ်ပြီးတော့ရှားပါပြီးတန်မိုးရှိတယ်စားတဲ့အချက်တွေကြောင့်ဖြစ်တယ်ဒီတတ်ထုငွေကြေးခက်ကစားပြီးတော့ကမ္ဘာစီးပွားရေးနဲ့ကုန်သွယ်ရေးကအကြီးအကျယ်တိုးတက်လာပေမဲ့အရင်ခက်ကတတ်ထုအကျွေးစေးတွေကိုအလေးချိန်နဲ့သုံးတာဖြစ်လို့အယောင်းဝယ်တွေလောက်တိုင်းမှာတတ်ထုကိုအလေးချိန်နဲ့အမြဲတိုင်းတာရတာရယ်တတ်ထုစင်ကြယ်မှုရှိမရှိကိုအမြဲစစ်ဆေးရတဲ့အခက်အခဲတွေရှိလာပြန်ပါတယ်ဒါကြောင့်တရားဝင်အကျွေးစနစ်ကို BC 900စုလောက်မှာပထမဦးဆုံးစတင်သုံးစွဲခဲ့ပါတယ်။ဒီအကျွေးစတွေရဲ့ထူးခြားချက်ကတော့အလေးချိန်တူညီတယ်။တထုစင်ကြယ်မှုရှိတယ်။ပြီးတော့အစိုးရရဲ့တစိမ့်ရိုက်နှက်ထားတဲ့အတွက်ယုံကြည်စိတ်ချရတယ်။အစိုးရကနေဒီငွေကြေးတွေရဲ့တန်ဖိုးကိုအာမခံပေးထားပေမဲ့နောက်ပိုင်းမှာအစိုးရကလောဝတက်ပြီးတော့အကျွေးစေတွေကရွှေငွေပါဝင်မှုပမာဏကိုတဖြည်းဖြည်းလျှော့ချလာတယ်။အကျွေးစစ်အရွယ်စားတူနေရင်တော့မှအထဲမှာပါတဲ့တထုပါဝင်မှုကနည်းသွားတဲ့လုပ်ရက်တွေကြောင့်ငွေကြေးတန်ဖိုးကျဆင်းခြင်းကိုစတင်ဖြစ်ပေါ်လာစေပါတယ်။ဒီလိုနဲ့တဖြည်းဖြည်းစက်ကူကိုငွေကြေးအဖြစ်သုံးလာတဲ့ခေတ်ကိုရောက်ရှိလာပြန်ပါတယ်။စက်ကူငွေပေါ်ပေါက်လာတာဟာလူသမိုင်းမှာအကြီးမားဆုံးသောယုံကြည်မှုတစ်ခုလို့ဆိုနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတွေကဘာတန်မိုးမှမရှိတဲ့စက်ကူတရက်ကိုတန်မိုးရှိတယ်လို့ယုံကြည်လာလို့ပါပဲ။ဒီစနစ်ကိုတရုတ်နိုင်ငံကစတင်ခဲ့တာပါ။ကုန်သည်တွေကရွှေရင်းငွေတွေအများကြီးတန်ဆောင်လာရတာအရင်လေးလံခက်ခဲလုံးတဲ့အတွက်ရွှေရင်းကိုဘယ်မှာအပ်ထားပြီးတော့ပြန်ရလာတဲ့ရွှေလက်ခံဖြတ်ပိုင်းကိုပဲစတင်သုံးစွဲလာကြတာပါ။ပြန်ရလာတဲ့ဆော်ရက်ကရွှေကိုကိုစားပြုတာဖြစ်တဲ့အတွက်ကိုစားပြုငွေကြေးလို့ခေါ်ဆိုကြပါတယ်။ဒီလိုနဲ့19ရာစုလောက်မှာကမ္ဘာနိုင်ငံတွေကသူတို့ရဲ့ငွေတွေကိုရွှေတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်လာပါတယ်။ဥပမာဒေါ်လာ20ရာရွှေတန်ဖိုးတစ်ခုနဲ့ညီတယ်ဆိုပြီးတိတိကျကျသတ်မှတ်လိုက်တာမျိုးပါ။ဒီရွှေတွေကိုအခြေခံတဲ့ငွေကြေးစနစ်ရဲ့ကောင်းကျိုးတွေကငွေတန်ဖိုးကျဆင်းခြင်းကိုတားဆီးတဲ့အပြင်အစိုးရတွေကငွေကိုလိုတလောက်ရိုက်ထုတ်လို့မရပဲဘဏ်မှာအပ်ထားတဲ့ရွှေနဲ့ညီမျှတဲ့ငွေကိုပဲရိုက်ထုတ်ရတာဖြစ်ပါတယ်။ဒါကြောင့်လူတွေယုံကြည်မှုပိုရှိလာပြီးတော့နိုင်ငံတကာကုန်သွယ်မှုတွေလည်းပုံမအားကောင်းလာခဲ့ပါတယ်။ဒါပေမဲ့ပြဿနာကစစ်ပွဲတွေဖြစ်တဲ့အခါနိုင်ငံတွေကလက်နက်ဝယ်ဖို့ငွေကြေးလိုအပ်ချက်တွေများလာပါတယ်။ဒါပေမဲ့ငွေရိုက်ထုတ်ဖို့ဆိုတာကလည်းရွှေရှိသလောက်ပဲရိုက်ထုတ်လို့ရတာဆိုတော့အစိုးရအခက်အခဲတွေဖြစ်လာပါတယ်။ဒါကြောင့်မလို့1982ခုနှစ်မှာတော့ရွှေကိုအခြေခံတဲ့ငွေကြေးစနစ်ကိုအဆုံးသတ်ခဲ့ရပါတယ်။
နောက်ဆုံးမှာတော့နည်းပညာတွေတိုးတက်လာတာနဲ့အမျှယင်းနေ့ခေတ်သုံးစွဲနေတဲ့ bank account တွေ credit card တွေ cryptocurrency နဲ့ mobile wallet တွေကိုအသုံးပြုပြီးတော့ငွေသားကင်ဆောင်စရာမလိုတော့တဲ့ငွေပေးချေမှုစနစ်တွေအထိတစ်ဆင့်ပုံမလွယ်ကူမြင်ဆန်လာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ဘဏ်ထဲမှာရှိနေတဲ့ငွေစက်ကူတွေကိန်းဂဏန်းတွေကဘာလို့တန်ဖိုးရှိနေတာလဲဆိုရင်လူတွေကအစိုးရကိုယုံကြည်လို့ပဲဖြစ်ပါတယ်။အစိုးရအခွန်တွေကိုအဲ့ဒီငွေကြေးနဲ့ပဲပေးဆောင်ရမယ်လို့သတ်မှတ်တယ်။ပြီးတော့တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ငွေဖြစ်ကြေညာထားတာဖြစ်တဲ့အတွက်မဖြစ်မနေသုံးစွဲနေရတာဖြစ်ပါတယ်။အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်လူတွေရဲ့ငွေကြေးသမိုင်းဟာပစ္စည်းစဉ်တိုက်ရိုက်ဖလှယ်တဲ့ခေတ်ကနေစတင်ခဲ့ပြီးတော့ယခုအချိန်မှာယုံကြည်မှုအပေါ်မှာသာရည်တည်နေတဲ့အစိုးရအာမခံငွေကြေးစနစ်အထိအမခံတိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ဒါဟာပစ္စည်းတန်ဖိုးကနေယုံကြည်မှုတန်ဖိုးစီကိုအလုံးစုံပြောင်းလဲသွားတဲ့အကြီးမားဆုံးသောဆင့်ကဲပြောင်းလဲမှုဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ငွေဆိုတဲ့အရာရဲ့အနှစ်သာရကိုသေချာနားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။